အာဆင်နယ်အသင်းလူစီရင်လေးကျွန်တော်တစ်ချက်လောက်ပြောချင်လို့ပါလူစီရင်ထွက်လာခဲ့ပြီအာဆင်နယ်ကတော့ဘိုးသမားနေရာမှာတော့ကျွန်တော်တို့အာတီတာကနေပြီးတော့ကီပါကိုပဲရဲရဲဝံ့ဝံ့ထိုးသုံးလာခဲ့ပါတယ်နောက်တန်းဘယ်ဆွန်လူနေရာမှာတော့ဟင်ကပေညာဆွန်လူနေရာမှာဘန်ဟွိုက်ပြီးတော့အလဲစင်တာဘက်နှစ်ယောက်နေရာမှာတော့ဆယ်လီဗန်နဲ့ဂါဘရီယယ်ပြီးတော့အလဲ DM defensive midfield နှစ်ယောက်နေရာမှာတော့ဇူဘီမန်ဒီနဲ့ဒီကလန်ရိုက်စ်ပြီးတော့ညာတောင်ဘဲတောင်မန်မှာတော့ဆာကာနဲ့ပွဲထွက်လာခဲ့တာကပတိန်ပေါ့နော်ပြီးတော့ဘဲညာတောင်မန်ညာတောင်မန်မှာတော့ဆာကာပေါ့နော်ဘဲတောင်မန်မှာတော့ Trossard အလယ်မှာတော့ Havertz ပြီးတော့အရှိမှာတော့အထောင်တိုက်စစ်မှုအဖြစ် Gyökeres နဲ့ပွဲထွက်လာခဲ့ပါတယ်အရန်လူတွေမှာတော့ကျွန်တော်တို့ David Raya, Mosquera, Luis Kelly, Calafiori, Nogat, Dauman, Jesus, Martinelli, Maduki တို့နဲ့အရန်လူစင်းမှာပါလာပါတယ်တစ်ဖက် Manchester City မှာကျတော့4-4-2 ပုံစံပွဲထွက်လာခဲ့ပါတယ်ဂိုးသမားနေရာမှာတော့ Trafford နောက်တန်းပယ်ဆွန်လူနေရာမှာ Oriel နောက်တန်းညာဆွန်လူနေရာမှာ Nunes center back နှစ်ယောက်နေရာမှာတခြား Nathan Ake နဲ့ Kushanov အလယ်တန်း DM နေရာမှာ Rodri ပြီးသွားလို့ရှိရင်ဘဲတောင်မန်မှာဒိုကူညာတောင်မန်မှာချက်ကီအလယ်မှာဘာနာဒိုဆီလ်ဗာရှေ့တန်းအထောင်နှစ်ယောက်အဖြစ်တော့ဟာလန်နဲ့စီမန်ညိုထားပြီးတော့ပွဲထွက်အာဆင်နယ်ကိုရင်ဆိုင်မှုအတွက်ပွဲထွက်လာခဲ့ပါတယ်အရန်ဒီမှာတော့ဒိုနာရူမာဘိုးသမားအဖြစ်ဂျွန်စတုန်းစင်တာဘက်အယ်နူရီပြီးတော့ကိုဗာစစ်ဂွန်ဇာလက်ဖိုဒန်ရိန့်ဒါပြီးတော့မာမို့ချ်နဲ့စီဗင်ဟိုရိုနဲ့ပွဲထွက်လာခဲ့ပါတယ်ကျွန်တော်တို့ထင်ထားသလိုဂျူလီယန်တင်ဘာကတော့ကျွန်တော်တို့အာဆင်နယ်အသင်းမှာပါမလာခဲ့ပါဘူးပြီးတော့ညာတောင်မန်မှာတော့ဘန်ဟွိုက်ကနေပြီးတော့ပါဝင်ကစားသွားမှာဖြစ်ပါတယ်အဲ့လိုပဲမန်ချက်စတာစီးတီးမှာပဲလေစင်တာဘက်ဖြစ်တဲ့ရူဘင်ဒီယက်စ်ကတော့ပါမလာခဲ့ပါဘူးအဲ့ဒီနေရာမှာနတ်တန်အကီနဲ့ပွဲထွက်လာခဲ့ပါတယ်ကျွန်တော်တို့ live တဲ့အတွက်မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါလို့ပြောကြချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ